မင်္ဂလာပါကျွန်မနာမည်ကမယုံကိုပဲဖြစ်ပါတယ်ဒီနေ့ cheese corn နဲ့နောက်ပြမှာဖြစ်ပါတယ်အားလုံးနိုင်လို့ကြည့်နော်အရင်စားကောင်းတယ်နော်အရင်ဆုံးကြက်ဥရေစားဟင်းချုံမအမွေးခက်ပြီးရင်ဂျုံနဲ့200 gram လောက်ထည့်ပေးပါနှစ်ချိတ်ချိုင်နေမွေးပေးပါနော်ပြီးရင်ဘကန်တစ်ခုတည်းကိုထည့်ပေးပါ cheese တုံးလေးကိုတိတ်တိတ်ချာချာလေးနှီးပေးပြီးကြက်ဥချောင်းလေးကိုတစ်ရှူးနဲ့နုံနုံလေးဖြစ်အောင်လုပ်ပေးလိုက်ပါပြီးရင်ဒုံချောင်းတစ်ခုချင်းစီကို cheese ကြက်ဥချောင်းလေးနဲ့နှုတ်ပေးလိုက်ပါပြီးရင်ခြေထားရဲ့မုတ်တစ်ခုရဲ့ခြေထားရဲ့အမုံကိုဗရတက်တစ်ခုတည်းထည့်ပေးပါခုနနှုတ်ထားတဲ့ cheese ကြက်ဥချောင်းနှုတ်ထားတယ်ဂျုံမုံလေးနဲ့ကပ်ပြီးအမုံလေးနဲ့ကတ်ထားနော်ပြီးရင်စီရင်ထည့်ပြီးရေလေးကြက်ဥချောင်းလေးကိုထည့်ပေးပါအရင်စားကောင်းတယ်နော်နိုင်လို့ကြည့်နော်